ဒီနေ့တော့ Zika 001 EV ရဲ့2025 Hunting Grey ကားလေးကိုမိတ်ဆက်ပေးချင်တာဖြစ်ပါတယ် range ကတော့ CLTC range 920 km ရပါတယ် battery kilowatt 100 kW ရပါတယ် ground clearance က 171 mm ရှိပါတယ်ခင်ဗျာsteering adjustable လဲကျွန်တော်တို့ hydraulic ဖြစ်ပါတယ်ကျွန်တော်တို့ seat massage လဲ hydraulic တွေဖြစ်ပါတယ်သူ့မှာပါ adaptive cruise control ဆိုလို့ရှိရင်ကျွန်တော်တို့ stop and go ဆိုတဲ့ function တွေလဲပါလာပါတယ်16ပေခွဲလောက်ရှိတဲ့ seating size ဖြစ်ပါတယ်လွိုင်းခွေတွေက arc shape ဖြစ်ပါတယ် Hunting Grey ရဲ့အရောင်တွေကတော့အားသာချက်ကတော့လင်းအောင်ထဲမှာအရောင်ကစားတာပဲဖြစ်ပါတယ် keyless entry စနစ်တွေအများမိုက်ပါတယ်2025 EV ဖြစ်ပါတယ်တွင်းကားလေးကိုပြပေးချင်တာပါတွင်းကားကတော့ charcoal black and stone grey ဖြစ်ပါတယ် ambient light လေးနဲ့ဆိုအရန်ကို fashion ကြပါတယ် hydraulic power steering adjustable ကအရန်မိုက်ပါတယ်နောက်ကန်းဖြစ်ပါတယ်charging port ကတော့ CCS2 အမျိုးအစားဖြစ်ပါတယ် CCS2 ဖြစ်တဲ့အတွက် charging တွင်းချိန်အများမြန်ပါတယ်သူရဲ့ tail light ဖြစ်ပါတယ်2025 Zika EV E001 ရဲ့မှာနောက်ခန်းမှာ shade တွေပါလာပါတယ်ဒါလေးကတော့ boss button လို့ခေါ်ပါတယ်နောက်ခန်းကထိုင်တဲ့အတွက်ရှေ့ရခုံကိုပြန်ပြီးတော့ရှေ့တိုးနောက်ဆုတ်ပြန်လုပ်လို့ရပါတယ်နောက်ခန်းမှာ boss ကထိုင်နေရင်ရှေ့ခုံကိုလိုအပ်တယ်လို့ပြန်ရွှေ့လို့ရတဲ့ button လေးဖြစ်ပါတယ်ဒါလေးကရမ်းမိုက်တဲ့ button လေးဖြစ်ပါတယ်ဒီ button လေးရဲ့အရောင်လေးရတဲ့ design concept အရန်ကောင်းပါတယ်နောက်ခန်းရဲ့ track အောက်မှာ space အတွက်ပို့ပြီးတော့သုံးလို့ရအောင် storage အတွက်ပို့သုံးလို့ရအောင်အခန်းတစ်ခန်းပါလာပါတယ်အဲ့ခန်းတော့ကြည့်ပါတယ် luggage တစ်လုံးစာလောက်ထည့်လို့ရတဲ့အခန်းဖြစ်ပါတယ်Zika 001 EV 2025လေးကိုဒီက
နဲ့ကြီး ရန်ကုန်မြို့အင်းစိန်လမ်းမကြီးပေါ်မိုင်းလမ်းစုံအနီးကစီကရှိုးရုံးမှာလာပြီးတော့လေ့လာလို့ရပါပြီစီက001 EV ရဲ့ အကျဉ်း performance တွေကိုလာရောက်လေ့လာပါတကယ်ကို luxury ဆန်တဲ့ EV တစ်စီးဖြစ်တယ်ဆိုတာမိတ်ဆက်ပေးလို့ပါတယ်အရောင်အပြင်၄ရောင်ရှိပါတယ်စီက001 EV လေးရဲ့အရောင်လေးတွေကိုလာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခံကုန်တွေလမ်းလို့ရပါမယ်ဒီစိတ်ကိုလာပြီးကိုယ်တိုင်ကိုကြလာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲစီက001 EV နဲ့လို့ရပြီးအများဆုံးစုံဝေးရောက်ရှိဖို့ဖိတ်ခေါ်ပါတယ်ရောက်ရှိနေကြပါစေ